ဒီနေ့ကတော့သူခင်းတန်စင်တလုံးမှာရှိပါတယ်ခင်ဗျာကျွန်တော်နဲ့တူလက်ကြည့်ပြကြပါအောင်ခင်ဗျာဆိုတော့ခဏလေးလောက်ပြီးတော့ထိုင်နာတယ်တတိရှင်လောက်တယ်တတိမရှိထိုင်နာပါတယ်သူတို့လည်းဘာမှမလုပ်ပါဘူးဒါနဲ့ကိုရှိမှာပါလာတဲ့မောင်လေးထောက်ပြီးတော့စားတယ်ခင်ဗျာမြကဲအကောင်လုံးလည်းပြီးပြီဆိုတော့နောက်တစ်ခါပြောင်းလို့မှာဖြစ်ပါတယ်ကဲဒါလေးကတော့ကျွန်တော်တို့စိတ်မှာချောဆုံးကောင်းလေးတွေပဲဖြစ်ပါတယ်ကျွန်တော်တို့လောက်ရဆိုရင်တောင်နေကြားထက်မှာပဲလောက်ရတာပဲဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တောင်ပြတာပဲဖြစ်ပါတယ်ကဲဒီလိုနဲ့ဟိုဘက်စိတ်တီးသူရောက်သွားတယ်နောက်တစ်မြောင်ကူးတယ်ဆိုတော့ရောက်ပြီခင်ဗျာဟိုကြီးတင်နဲ့ရောက်လာပြီးတော့လည်းဘာမှမလုပ်ပါသူတို့လည်းဘာမှမလုပ်ကိုလည်းဘာမှမလုပ်ဘာမှမလုပ်မရပါဘူးနောက်ကြီးကအော်နေတော့လုံနေရပါတယ်သူခင်ဗျာအသေးတန်လုံနေရပါတယ်ကိုကလည်းဖုန်းလို့ကိုကလည်းဘလော့ရိုက်ချင်တဲ့အတွက်ဘယ်သူမှမသိတော့ပါခင်ဗျာဆိုတော့ဒါတော့အိမ်ပြန်ပြီးပေါ့နော်အလုပ်လဲတိုင်းပြီဆိုတော့ပြန်ပြီးပေါ့နော်တတိစီမှာအလုပ်သမားကတ်သွားယူရပါတယ်ပတ်စံကတ်သွားယူရတာပေါ့နော်အဲ့ဒီကလီယာမှာကျွန်တော်တို့ပတ်စံရမှာဖြစ်ပါတယ်ကြည့်လိုက်ပါဦးခင်ဗျာကဲဒါလေးကတော့ကျွန်တော်ရဲ့အဆောင်အခန်းလေးပြန်ပိုင်းဖြစ်ပါတယ်အခန်းတကားလေးကတော့မမြင်ချင်ဆောင်မိကြပါမောင်လို့မဲလို့ဆိုတော့မီလေးဖွင့်လိုက်မယ်တွတ်တယ်ကိုကခမဘလော့ဟဲဝင်တာဖြစ်တဲ့အတွက်အမားပိုင်ခွင့်လုပ်ပေးပါခင်ဗျာ